သာသနာတော်နှစ်2555ခုနှစ်ဟောစာတက္ကရာ1383ခုနှစ်တပုဒ္ဒလ15ရက်2011ခုနှစ်ဇန်နဝါရီလ28ရက်ရန်ကုန်တိုင်းဒေသကြီးစမ်းချောင်းမြို့နယ်ဘုရားဆောင်ကုန်းတောင်ရက်ကွက်ကျွန်းတော်လန်းသမိတ်တော်ရဒုက္ခိတာရမတော်ညာနာစာရီများအောင်သီလရှင်စာသင်တဲ့အတွင်းဓမ္မသဘင်ခန္ဓာ၌သမိတ်တော်ရဒုက္ခိတာရမတော်ညာနာစာရီများအောင်သီလရှင်စာသင်တိုက်ဥဆရာကြီးတော်စီယဝတိနှင့်နာယကကြီးများအနန္တ၅ပါးဥထိတ်ထားလျက်မိဘဘိုးဘွားဆွေမျိုးများနဲ့ဥတည်ဆိုတော့ယေရှုရဲ့မင်္ဂလာတောင်ညွတ်မြို့နယ်မင်္ဂလာစေတော်လခင်မိသားစုကိုကျော်သိန်းဆေးဆိုင်အမှတ်44ဇေယဒုက္ခလမ်း၏နှစ်ဖက်သောမိဘများအမှုထား၍ကုညွန့်လိုင်တော်အုံးမြင့်မိသားစုစမ်းချောင်းမြို့နယ်အမှတ်1ကာကြီး30မှပန်းလိုက်အစင်းမြင့်အေယာနေနှစ်ဖက်မိဘများအမှုထား၍ဥမောင်မောင်သာထွန်းတော်မိမိခိုင်သမီးမမင်းစုသာထွန်းအမှတ်35 B F ပန္တနောလမ်းနေတော်တင်အေးနဲ့ဓမ္မမိတ်ဆွေများအမှတ်9ပန္တနောလမ်းနေဖခင်ကြီးဥပအာယေရှု၏ဇနီးတော်အိရှင်သားကိုသိဝေမသိတာမြင့် WEC ဖဏတ်နဲ့စင်ယောနီဖဏတ်ဆိုင်အမှတ်35ပန္တနောလမ်းနေဥပဖေတော်မိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောအာနာပါနတတိတုတ်အနှစ်ချုပ်ပိုင်း5တရားဒေသနာတော်ဒီနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိတုကရာနိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစေပါလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထအမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရည်အတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာသက်ချေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနိစွန်ញင်းကြီးဟုကျက်သီထဘွယ်ငါးသွဲအစုအလွန်ခဲရင်သောမူရောကိုကရွန်တော်ဘုရားဖြစ်ရန်ရည်တန်ကြိုးကုတ်အားထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချိမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပြမန်းခြင်းသို့ကတောဘဝတဏ္ဍကျိန်ဖတ်များစွာရောက်တော်မူခဲ့ရရှာလိပြီမဟာကရုဏီကတတ္တဝါများယဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထအမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မံကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဝဝတုစင်စစ်မသွေဖြစ်ပါစေတည်းအာနာပါနတတိတုတ်အနှစ်ချုပ်စတုတ်က4ခုနဲ့မြတ်စွာဘုရားအာနာပါနကမ္မထံအာထုတ်နည်းကိုပြည့်စုံဒီတုတ်မှာဟောကြားပြီးတော့ထားတယ်
စတင်ကမ္မထာအထုတ်တဲ့ပုဂ္ဂိုလ်တွေအတွက်ပထမစတုတ်က၄ခုဟောကြားပြီးဒီပထမစတုတ်က၄ခုကနေပြီးတော့နောက်ဆုံးမှာအာနာပါနသတိတမာတိကိုအခြေခံလို့စံတရားများရပြီးတဲ့နောက်မှာဝိပဿနာဘက်ကူးပြောင်းလို့မေဖို့နိဗ္ဗာန်ရသည့်တိုင်အောင်ဒီနည်းစနစ်တွေကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ဟောပြောပြီးဖြစ်တယ်။သို့တော့ကမ္မထာသဘောနဲ့ပတ်သက်ပြီးဒီနည်းဟာပြည့်ပြည့်စုံတယ်လို့ပြောလို့ရဆံရပြီးတဲ့ပုဂ္ဂိုလ်တွေအာနာပါနကမ္မထာနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးအာထုံမှုနဲ့ပတ်သက်ပြီးဒုတိယစတုကတတိယစတုကစတုထစတုကလို့ကျန်တဲ့စတုက၃မျိုးမြတ်စွာဘုရားဆက်ပြီးတော့ဟောတယ်အဲ့ဒီစတုက၃မျိုးကတော့ဆံရပြီးမှအာထုရတဲ့ကမ္မထာလို့ဒီလိုပြောတယ်ဆံရပြီးတော့မှအာထုတဲ့ဤစနစ်ကိုအဲ့ဒီမှာပေးထားတာဆံမရသေးတဲ့ပုဂ္ဂိုလ်တွေအာထုမှုအတွက်ကတော့ပြည့်ပြည့်စုံသွားပြီဆံရတဲ့ပုဂ္ဂိုလ်တွေအတွက်ကျတော့ဒုတိယစတုကအနေနဲ့အာနာပါနဘယ်လိုအာထုမလဲဆိုတာဆက်ပြီးတော့ရှင်းလင်းဖော်ပြတယ်ဒီအာနာပါနကမ္မထာအာထုခြင်းဖြင့်ကြီးမြတ်သောအကျိုးကျေးဇူးတွေကိုရရှိနိုင်တယ်အဲ့တော့ဇံရပြီးသားပုဂ္ဂိုလ်မှာပထမဇံရတာရှိတယ်ဒုတိယဇံတတိယဇံသုတ္ထဇံဆိုတာလို့ဇံရသွားတဲ့အခါမှာတုံးနဲ့တူမတူညီတဲ့အခြေအနေလေးတွေကိုချိပြီးတော့ဒီကမ္မထာနဲ့ပတ်သက်ပြီးတော့ပြည့်ပြည့်စုံစုံမြတ်စွာဘုရားဟောကြားပြီးတော့ပြအဲ့တော့ဒုတိယစတုကမှာအဓိကအာနာပါနနဲ့တွဲဖက်ပြီးတော့အာနာပါနလုပ်ငန်းကဆက်လာပြီးတော့အာနာပါနအာယုံကနေပြီးတော့တွဲဖက်လာတဲ့အာယုံလေးတွေဖြစ်ပေါ်လာပြီးအာနာပါနနဲ့ဆက်ဆက်နေလို့အာနာပါနသတိကမ္မထာလို့မြတ်စွာဘုရားနာမည်ပေးတဲ့သဘောရှိတယ်။သို့သောတကယ်ကြတော့အာနာပါနနဲ့ဆက်ဆက်ပြီးတော့ရပြီမဲ့လို့တကယ်အာယုံကြတော့အာနာပါနမဟုတ်ဘဲနဲ့ရှုမှတ်ပုံလေးဟာဒီဝိပဿနာလမ်းကြောင်းပဲတက်သွားတဲ့အခါထွက်လေဝင်လေနဲ့မဟုတ်ဘဲထွက်လေဝင်လေနဲ့ဆက်သွက်နေတဲ့စိတ်အခြေအနေလေးတွေကိုရှုမှတ်သွားတဲ့သဘောလေးကိုဖော်ပြတယ်။အဲ့တော့ဒုတိယစတုက၄မျိုးကပထမဘာတော့ဆိုလို့ရှိရင်ပီတိပဋိသင်္ဝေတိလူတွေရဲ့စိတ်ထဲမှာနှစ်ချိုက်ကျေနပ်မှုဆိုတာရှိတယ်။အာနာပါနအာထုတ်လို့ဇံရပြီးတဲ့အခါမှာစိတ်ထဲမှာနှစ်ချိုက်မှုပီတိဆိုတာတွေကိုသိရှိတာအဲ့ဒီပီတိတရားကိုပဲအခြေခံထားပြီးတော့ဆက်လက်ပြီးဝိပဿနာကျင့်စဉ်ကိုကျင့်သွားတာအဲ့ဒါကိုပဋိသင်ပီတိပဋိသင်္ဝေတိအတ္တသိတာမိတိသိက္ခတိပီတိကိုထင်ရှားအောင်သိပြီးတဲ့အခါဝင်သက်ကိုဖြစ်စေမယ်ထွက်သက်ကိုဖြစ်စေမယ်လို့ကြိုးစားအထောက်ပါလို့ဒါလို့ဆိုတာထို့တူပဲနောက်တစ်ခုကျတော့ပီတိနဲ့ဒုက္ခကတွဲဖက်နေတာများတယ်ပီတိရှိတဲ့နေရာတိုင်းဒုက္ခရှိတယ်ဒါကြောင့်မို့လို့ဒုတိယကျတော့ဒုက္ခပဋိသင်္ဝေတိဒုက္ခကိုထင်ထင်ရှားရှားသိပြီးတဲ့အခါဝင်သက်ကိုဖြစ်စေတယ်ထွက်သက်ကိုဖြစ်စေမယ်လို့ကြိုးစားအထောက်ပါအဲ့တော့ဒီနေရာမှာအဓိကရှုတာတော့ပီတိနဲ့ဒုက္ခအဓိကထားတဲ့သဘောရှိတယ်။နောက်တတိယကျတော့ဘာလို့ဆိုစိတ်တသင်္ခါရပဋိသင်္ဝေတိစိတ်တသင်္ခါရဆိုတာဘယ်သူကိုပြောတာလဲဆိုသင်ညာနဲ့ဝေဒနာဒီစေတသိက်နှစ်ခုစိတ်တသင်္ခါရလို့ခေါ်တယ်။ဉာဏ်နဲ့ဝိတ္တဝိสารကကျွန်းနဲ့ဉာဏ်နဲ့စေတသိက်တွေကိုလည်းစိတ်တသင်္ခါရစိတ်ကိုဖန်တီးနေတဲ့အရာတွေလို့ဆိုတဲ့အနေနဲ့တင်ညာနဲ့ဝေဒနာကိုစိတ်တသင်္ခါရဒါလေးတွေတော့မှတ်သားရတယ်ပေါ့စိတ်တသင်္ခါရစိတ်ကိုပြုပြင်ပေးတဲ့တရားဆိုတာတင်ညာရဲ့ဝေဒနာရဲ့စေတသိက်တရားတွေဒီလိုဆိုလို့တယ်အဲ့ဒီထဲကစိတ်ကိုပြုပြင်ဖန်တီးနေတဲ့တင်ညာကိုပဲဖြစ်စေဝေဒနာကိုပဲဖြစ်စေ
တင်ညာနဲ့ရှင်တဲ့ဝေဒနာကိုပဲဖြစ်စေထင်းထင်းရှားရှားသိပြီးတော့ထက်လေဝင်လေနဲ့သွားနေတယ်ဆိုလို့ရှိရင်ဒါဟာစိတ်တသင်္ခါရပရိဝါပဋိသင်္ဝေဒီတတ္တိယဒုတိယစတုကရဲ့တတ္တိယကမ္မထန်ရှုဖို့နောက်တစ်ခါဒုတိယစတုကရဲ့စတုထကျတော့ဘာလို့ပတ္တံပယံစိတ်တသင်္ခါရစိတ်တသင်္ခါရလို့ဆိုတဲ့တင်ညာတို့ဝေဒနာတို့စေတသိက်တွေတဖြည်းဖြည်းညင်သာသောတမာရီစွမ်းအားတွေမြင့်ပြီးတော့သွားကြမ်းတမ်းတဲ့တင်ညာကြမ်းတမ်းတဲ့ဝေဒနာတွေမပေါ်လွင်စေပဲတဖြည်းဖြည်းတိမ်မွေ့ပြီးတော့သွားလောက်တိမ်မွေ့ပြီးသွားတဲ့အနေအထားမျိုးရအောင်ဒီလိုကျင့်ကြံကြုတ်ကိုအထုတ်သွားတာလို့အဲ့တော့အခုဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒါဝေဒနာနုပတနာနဲ့ဆက်ဆက်ပြီးတော့ဒုတိယစတုကကိုမြတ်စွာဘုရားဟောတာဝေဒနာနုပတနာတတိပဌာန်၄ပါးထဲမှာဝေဒနာနုပတနာနဲ့ဆက်သွယ်ဒါကြောင့်ဝေဒနာနဲ့အနိကရှိနေတဲ့သဘာဝတရားတွေပိဋိတဲ့ဒုက္ခဆိုတာသူကိုယ်တိုင်ကဝေဒနာပဲနောက်စိတ်ဓာတ်သင်္ခါရဆိုတာလဲတင်ညာနဲ့ရှင်တဲ့ဝေဒနာပါတာပဲအဲ့တော့ဒီနေရာမှာအဓိကတရား၃ခုပဲပိဋိရဲ့ဒုက္ခရဲ့စိတ်ဓာတ်သင်္ခါရအဲ့တော့ဒီဒုတိယစတုကကဇံရပြီးမှအာနာပါနသတိကမ္မထာနဲ့ဆက်လက်ပြီးတော့ရှုတဲ့ဤစနစ်ကိုပြောတာလို့ဆိုတော့သမထကျင့်စဉ်နဲ့လည်းဆိုင်တယ်တဲ့ဝိပဿနာကျင့်စဉ်နဲ့လည်းဆိုင်တယ်ဝိပဿနာတစ်ခုတည်းမဟုတ်သမထကျင့်စဉ်နဲ့လည်းဆိုင်တယ်ဆိုတော့ပိဋိလို့ဆိုတဲ့အခါဇံရပြီးမှအထုတ်တာဖြစ်သောကြောင့်ဇံစိတ်တွေထဲမှာပိဋိပါတဲ့ဇံတွေကဘယ်ဇံတွေတုံးဆိုလို့ရှိရင်ပထမဇံမှာပိဋိပါတယ်ဒုတိယဇံမှာပိဋိပါတယ်ဒီဇံနှစ်ခုဒီဇံနှစ်ခုကပိဋိပါတဲ့ဇံနှစ်ခုတတိယဇံနဲ့သရုဋ္ဌဇံကြတော့ပိဋိမပါအဲ့တော့ဒုတိယဇံနဲ့ပထမဇံနဲ့ဒုတိယဇံရထားတဲ့ပုဂ္ဂိုလ်တရားဟာဇံကိုအာယုံပြုပြီးဇံစိတ်တွေနဲ့ဒိဋ္ဌဓမ္မဒုက္ခဝိဟာရကိုခံစားပြီးတော့ရှုသွင်းရှုထုတ်အသက်ရှုနေတဲ့အချိန်ထိုဇံကထားလိုက်တဲ့အခါမှာမိမိရဲ့တဏ္ဍာမှာဖြစ်လာတဲ့ပိဋိဆိုတဲ့သဘာဝတရားတွေကိုအာယုံပြုတယ်ပိဋိလေးကိုအာယုံပြုပြီးတော့တမာရီတစ်ခုထူထောင်ပြန်တာပေါ့ပိဋိလေးကိုအာယုံပြုပြီးတော့သမထကျင့်စဉ်အနေနဲ့တမာရိယကိုကြိုးစားပြန်အဲ့ဒါသမထကျင့်စဉ်အနေနဲ့ဇန်ထဲမှာပါတဲ့ပိဋိကိုထင်ထင်ရှားရှားသိပြီးထက်လေဝင်လေရှုမှတ်နေတဲ့သဘောနောက်တစ်ခါဝိပဿနာအနေနဲ့ကြတော့ဘယ်လိုရှုဒီပိဋိလေးကိုအာယုံအနေအချင်းသိရှိပိဋိရဲ့သဘာဝကိုရှုမြင်သုံးသပ်တယ်ပိဋိရဲ့သဘာဝဆိုတာတမ္ပိယာယနလက္ခဏာစိတ်ထဲမှာကျဉ်းနှံ့နေတဲ့အနေထားသဘာဝတစ်ခုအဲ့ဒီသဘာဝလေးကိုရှုမှတ်ရင်ကနေပြီးဒီပိဋိလေးရဲ့ဖြစ်လာတဲ့သဘောပျက်စီးသွားတဲ့သဘောခရဝရချုပ်သွားပုံပျက်စီးသွားပုံဒါတွေကိုဝိပဿနာဉာဏ်ဖြင့်ရှုမြင်သုံးသပ်ပြီးတော့ပိဋိရဲ့ဖြစ်မှုပြက်မှုတွေကိုရှုမြင်သုံးသပ်ပြီးထွက်လေဝင်လေနဲ့ပိဋိရဲ့ဖြစ်မှုပြက်မှုကိုရှုမြင်သုံးသပ်ပြီးတော့သွားတာပိဋိပဋိသင်္ဝေဓိလို့ဒီစနစ်ကိုဒီလိုပြောတာအဲဆိုလိုတာကတော့ဒီဇံရပြီးတဲ့အခါမှာပိဋိပါတဲ့ဇံတွေကနေထပြီးတော့အဲ့ဒီပိဋိရဲ့ပိဋိကိုအာယုံပြုတာသို့မဟုတ်ပိဋိရဲ့သဘာဝလက္ခဏာကိုရှုတာအဲ့ဒါလို့ရှုပြီးတော့သွားတာထွက်လေဝင်လေဆိုတာကတော့ရှိနေပါပဲလေကမ္မထာအထုတ်နေတဲ့အချိန်မှာလည်းရှိနေမှာပေါ့ပြမစားအဲ့တော့ထွက်လေဝင်လေအခြေခံရထားတဲ့ဇန်တရားကနေပြီးတော့ပိဋိကိုပြောင်းလဲပြီးတော့ပိဋိရဲ့သဘာဝတွေကိုထင်ရှားအောင်ရှုတဲ့ရှုနည်းစနစ်တစ်ခုမြတ်စွာဘုရားဒီမှာပေးထားတာလို့ဒီလိုဆိုတာ
အဲ့တော့ပီတိကိုရှုခြင်းအဖြစ်ပီတိနဲ့အလွန်နီးစပ်တဲ့ခံစားမှုဝေဒနာကိုလည်းရှုပြီးသားဖြစ်တာဖြစ်တော့ကြောင့်ဒါဝေဒနာနုပဒနာလို့အလျော်အဖြစ်ဝေဒနာထဲမှာပဲထည့်တယ်။ဟောနောက်တစ်ခုကျတော့ဒုက္ခပဋိသင်္ဝေဓိတဲ့အဲ့တော့ဒုက္ခဖြစ်နိုင်တဲ့ဇာန်ကဘယ်နှခုတုံးလို့ဆိုပထမဇာန်မှာဒုက္ခရှိတယ်ဝိဝေကသပိတိဒုက္ခဒုတိယဇာန်မှာဒုက္ခရှိတယ်သမာဓိစပိတိဒုက္ခပထမဇာန်ကနိဝရဏတွေခင်းကွာသွားခြင်းကြောင့်ရလာတဲ့ပိတိဒုက္ခဒုတိယဇာန်ကျတော့သမာဓိကြောင့်ဖြစ်ပေါ်လာတဲ့ပိတိဒုက္ခဟောဒုက္ခရှိတယ်နောက်တတိယဇာန်ကျတော့နိဗ္ဗိတိကဒုက္ခပိဋိမပါတဲ့ဒုက္ခဆိုတော့ပထမဇာန်ဒုတိယဇာန်တတိယဇာန်ဒီသုံးခုမှာရှိတဲ့ဒုက္ခဝေဒနာကိုအာယုံပြုတယ်ထိုဒုက္ခဝေဒနာရဲ့ဖြစ်မှုပြမှုကိုရှုဆင်ခြင်သုံးသပ်ပြီးတဲ့အခါဝိပဿနာဉာဏ်ဖြစ်စေတာဒါဒုက္ခပဋိသင်္ဝေဓိလို့ဒီလိုပြောတာနော်ဒုက္ခပဋိသင်္ဝေဓိတိဒအထုတ်တဲ့နည်းစနစ်တစ်ခုကိုပြောတာမဟုတ်ဘူးယောဂီပုဂ္ဂိုလ်ရဲ့အတွေ့အကြုံသဘောမျိုးလေးတွေမြတ်စွာဘုရားဟောထားတာတချို့ပုဂ္ဂိုလ်တွေမှာဒုက္ခကိုထင်ထင်ရှားရှားသိပြီးတော့သွားတာရှိတယ်အာနာပါနနဲ့တချို့ပုဂ္ဂိုလ်တွေမှာဒုက္ခကောင်းကောင်းသိပြီးဒုက္ခကိုရှုရင်းနဲ့အသိဉာဏ်တွေတက်သွားတာရှိတယ်ပြည့်ပြည့်စုံစုံအထုတ်နေရတော့ပထမစတုကမှာဟောထားတဲ့အတိုင်းပဲအထုတ်ရဒါကဘာဝနာနည်းတိဒပြောတာမဟုတ်ဒီလိုလုပ်ရမယ်လို့ပြောတာမဟုတ်ဘူးအခုလိုအတွေ့အကြုံတွေရှိနိုင်တာဟောတာဟောနောက်တစ်ခုကဘာလို့ဆိုစိတ်တသင်္ခါရပဋိသင်္ဝေဓိတင်ညာတို့ဝေဒနာတို့ဆိုတဲ့ခုနတော့ကဒုက္ခဝေဒနာတတ္တဒီကြတော့ဒုက္ခဝေဒနာတွေမဟုတ်ဘူးတမ္မံဝေဒနာကိုပြောတာတင်ညာနဲ့ရှင်ပြီးတော့ဖြစ်ပေါ်လာတဲ့ဝေဒနာသို့မဟုတ်တင်ညာတရားအဲ့ဒီတရားကိုရှုမှတ်ပြီးတော့တင်ညာရဲ့ဖြစ်မှုပြက်မှုစေတသိက်တွေရဲ့ဖြစ်မှုပြက်မှုကိုရှုမှတ်ပြီးတော့ဝိပဿနာဉာဏ်အစဉ်စဉ်တက်သွားတဲ့နည်းဟာဒါကစိတ်တသင်္ခါရပဋိသင်္ဝေဓိလို့ခေါ်တယ်နောက်စတုထမြောက်တော့ပတ္တံပယံစိတ်တသင်္ခါရစိတ်တသင်္ခါရတွေဖြစ်လာကြအချိန်မှာဖြစ်မှုဟာအင်တမသိတာရာကိုကြမ်းတမ်းတယ်လို့ဒီလိုလဲပြောလို့ရတယ်ဩလာရိကဒုက္ခမတဖြည်းဖြည်းတိမ်မွေ့သွားတမာတိစွမ်းအားတွေမြင့်လိုက်တဲ့အခါကျတော့တိမ်မွေ့သွားတာတွေပါသိလာတဖြည်းဖြည်းတိမ်မွေ့သွားစိတ်တသင်္ခါရစိတ်ရဲ့လှုပ်ရှားမှုလေးတွေတိမ်မွေ့သွားတိမ်မွေ့သမျှတွေပျောက်မသွားပဲနဲ့အသိဉာဏ်နဲ့မှရှင်းရှင်းလင်းလင်းသိပြီးတော့ရှုနိုင်တဲ့အနေအထားတစ်ခုဝိပဿနာဉာဏ်တက်သွားပုံဒါပြောတာဟာတဲ့ဒါလည်းဒုတိယစတုကအနေနဲ့ဝေဒနာကိုဦးစားပေးပြီးတော့ဝေဒနာနုပဒနာအနေနဲ့ဟောတာတခါတတိယစတုကနော်သုံးခုမြောက်လေးစုအဲ့ဒါကြတော့ဘာကိုရှုမှတ်တာတော့လို့ဆိုစိတ်တပဋိသင်္ဝေဓိအတ္တသိတ္တာမိတိသိက္ခတိစိတ်တလို့ဆိုဘယ်စိတ်ကိုပြောတာတော့ဆိုဇံရပြီးမှအထုတ်တာဖြစ်သောကြောင့်ဇံစိတ်ကိုပြောတာဇံဝင်စားပြီးတော့ဇံရထတဲ့အခါမှာခုနပြောသလိုပိဋိကိုမကြည့်ဘူးဒုက္ခကိုမကြည့်ဘူးဘာကိုကြည့်တော့ဇံစိတ်ကိုကြည့်အဲ့ဒီဇံစိတ်ကိုထင်ထင်ရှားရှားသိပြီးတော့ဇံစိတ်ကိုရှုမှတ်ရင်ကနေပြီးတော့ဝိပဿနာဉာဏ်အစဉ်စဉ်တက်သွားတယ်နိစ္စနေတဲ့ဒီလိုဆိုလို့တယ်ဟောနောက်တစ်ခုကြတော့ဘာလို့ဆိုအဘိပမောတယစိတ်တံထွက်လေဝင်လေဖြစ်တဲ့အခါဒီဝင်သက်ကိုရှုလိုက်တဲ့အခါမှာထွက်သက်ကိုထုတ်တဲ့အခါမှာမိမိရဲ့စိတ်ကလေးကိုရှင်လန်းသွားအောင်လန်းဆန်းတက်ကြွလာလန်းဆန်းတက်ကြွမှုတွေနဲ့ဆက်ပြီးတော့ထိုစိတ်လေးကိုရှင်လန်းတက်ကြွစေပြီးတော့အာနာပါနအာယုန်နဲ့သွားတာရှင်လန်းတက်ကြွစေတယ်ဆိုဒါပီတိဖြစ်လို့ရှိရင်စိတ်ဆိုတာရှင်လန်းတက်ကြွသွားတာပဲ
ပီတိဖြစ်တဲ့အခါမှာစိတ်ဟာရှင်လန်းတက်ကြွတယ်အဲ့ဒီအာယုံပေါ်မှာကျင့်တဲ့နှစ်သက်မှုပီတိတွေနဲ့လွှမ်းထုံထားပြီးတော့စိတ်လေးကိုရှင်လန်းတက်ကြွစေပြီးသို့မဟုတ်ပီတိနဲ့ဇံကိုဝင်စားပြီးတဲ့အခါမှာစိတ်အားတွေဆွမ်းအားတက်လာတဲ့အခါမှာဝိပဿနာကျင့်စဉ်တစ်ခုကျင့်တော့အဘိပမောဒေယစိတ်တံလို့စိတ်ကိုရှင်လန်းတက်ကြွစေပြီးအသက်ရှုသိမ်းရှုထုတ်လုပ်တယ်ဟောနောက်တစ်ခုကျတော့ဘာလို့ဆိုရင်တမာဒဟံစိတ်တံစိတ်ကိုအာယုန်တစ်ခုတည်းပေါ်မှာငြိမ်ငြိမ်ထားနိုင်ငြိမ်ငြိမ်ထားပြီးတော့ကြိုးစားအားထုတ်တယ်ငြိမ်ငြိမ်ထားတယ်ဆိုတာတမာဒဟဘာနဲ့ထားတော့သမထနဲ့ထားတာလည်းပဲငြိမ်ငြိမ်ထားတယ်လို့ခေါ်တာသမထအာယုန်ပေါ်မှာစိတ်ကိုတိဆောက်ထားရင်လည်းစိတ်ကိုကောင်းစွာထားတယ်တည်ငြိမ်စွာထားတယ်လို့ဆိုတယ်ဝိပဿနာအာယုန်နဲ့ဝိပဿနာနဲ့စိတ်ရဲ့ကုန်ခန်းခြင်းပျက်စီးခြင်းဆိုတဲ့ကုန်ဆုံးပျက်စီးခြင်းအခိုက်အတန့်လေးတွေကိုဒီခဏလေးတွေကိုဝိပဿနာနဲ့ရှုမှတ်နေတဲ့အချိန်လေးတွေလေဒါဟာလည်းပဲစိတ်ကိုလက္ခဏာပေါ်မှာနော်ကောင်းစွာတင်ထားတယ်လို့ဖြစ်မှုပြက်မှုဆိုတဲ့လက္ခဏာပေါ်မှာသဘာဝတရားရဲ့လက္ခဏာသို့မဟုတ်တာမေညလက္ခဏာနိစ္စဒုက္ခအနတ္တလို့ဆိုတယ်ဒီလက္ခဏာပေါ်မှာစိတ်ကိုကောင်းစွာထားခြင်းလို့ဆိုတဲ့တမာတိရအောင်ကြိုးစားအားထုတ်တာဒါခဏိကတမာတိလို့ခေါ်တယ်ဖြစ်ပြနေတဲ့သဘောတရားလေးပေါ်မှာစိတ်ကိုစိုက်ထားပြီးတော့ဝင်သက်ကိုဖြစ်စေတယ်ထွက်သက်ကိုဖြစ်စေတယ်ဒါကဒီကမ္မထာအထုတ်တဲ့ပုဂ္ဂိုလ်တွေမှာအမျိုးမျိုးတွေ့ကြုံမှုတွေရှိနိုင်တာမြတ်စွာဘုရားဟောတော်တာဒီပုံစံနဲ့လည်းပဲအသိဉာဏ်တွေဖြစ်ပေါ်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်နောက်တစ်ခုကျတော့ဘာလို့ဆိုဝိမောစယစိတ်တံစိတ်ကိုလွတ်မြောက်စေတယ်လွတ်မြောက်စေတယ်ဆိုတာအခြေအနေတစ်ခုကနေတက်သွားအောင်လုပ်တာရှူရင်းထုတ်ရင်းကနေပြီးတော့စိတ်ဟာအခြေအနေတစ်ခုကိုတက်သွားဆိုပါစို့ပထမဇန်ရလိုက်ပြီဆိုတာနဲ့ဘယ်ကနေလွတ်မြောက်သွားတော့ဆိုနိဝရဏတရားတွေကလွတ်သွားတယ်ဒါသမထကျင့်စဉ်မှာပထမဇန်ရလိုက်တာနဲ့တပြိုင်နက်စိတ်ကိုဒီစုပ်ပိတ်ထားတတ်တဲ့နိဝရဏတရားတွေကလွတ်ထွက်သွားတယ်ဒါလွတ်မြောက်သွားဒုတိယဇန်ရလိုက်တာနဲ့တပြိုင်နက်ဝိတက်ဝိသရာဆိုတဲ့အတွေးတွေကနေလွတ်ထွက်သွားလွတ်မြောက်သွားတတိယဇန်ရလိုက်တာနဲ့ပီတိကနေလွတ်ထွက်သွားတယ်ပီတိဆိုတာမရှိတော့သရုပ်ထဇန်ရလိုက်တာနဲ့ဒုက္ခဆိုတာကနေလွတ်ထွက်သွားတယ်ဟောတဆင်ချင်းဇန်အင်္ဂါတွေကိုလွတ်မြောက်သွားအောင်ကြိုးစားအထုတ်တယ်ဘယ်လိုလုပ်ကြိုးစားအထုတ်တာလို့ဆိုတမာတိစွမ်းအားတွေမြင့်လိုက်တာပဲတမာတိစွမ်းအားတွေမြင့်ပြီးတော့ကိုမလို့ခြင်းတဲ့သဘာဝတရားရဲ့အပြစ်တွေကိုရှုဆင်ခြင်းပြီးတော့မရှိတာကောင်းတယ်လို့နှလုံးသွင်းပြီးတမာတိစွမ်းအားကိုမြင့်လိုက်တဲ့အခါမှာတဆင်ချင်းတမာတိစွမ်းအားတွေဟာကောင်းတဲ့ကောင်းသွားတဲ့ကောင်းတဲ့ဆိုအနှောင့်အယှက်ကလေးတွေကလွတ်သွားတယ်လို့ဒီလိုဆိုလို့ဇံရဲ့အနှောင့်အယှက်ကပထမဆုံးဇံမရခင်ကလူတွေရဲ့စိတ်ထဲမှာဘယ်သူကနှောင့်ယှက်နေတော့နိဝရဏတွေကနှောင့်ယှက်လိုချင်တာတွေမုန်းတီးတာတွေအိတ်ငိုက်တာတွေနော်စိတ်တွန့်ဆုတ်တာတွေဒါတွေကစိတ်မပါတာစိတ်မဝင်စားတာစိတ်ပြန့်လွင့်တာစိတ်ပူတာတန်လျာဖြစ်တာဆိုတဲ့ဒီသဘာဝတရားတွေကစိတ်ကိုနှောင့်ယှက်အဲ့ဒီနှောင့်ယှက်နေတဲ့တရားတွေကလွတ်ထွက်သွားစေအဲ့ဒီလိုဆိုလိုတာအဲ့တော့တမာတိစွမ်းမြင့်လိုက်လို့ရှိရင်ကြံတွေးစရာဝိတက်ထိမ့်ပေးထားတဲ့ကြံစီမှုဝိသရာဆိုတာဒါတွေမလိုတော့ပဲနဲ့တမာတိစွမ်းအားနဲ့ယက်တည်နိုင်သွားတယ်နောက်တစ်ခါပီတိဆိုတဲ့နှစ်သက်ခြင်းနဲ့မှုဟာတမာတိကိုနှောက်ယှက်ဖြစ်တာလို့ပြောကြတယ်သူ့ကိုလည်းပဲလွန်မြောက်အောင်လုပ်တော့ဒုက္ခနဲ့တမာတိနဲ့နေနောက်သရုပ်ထဆာရောက်တဲ့အခါဒီဒုက္ခကိုပါကြော်လွှားပလိုက်တဲ့အခါကျတော့ဥပိ္ပခာနဲ့ဧကဂတာဒီနှစ်ခုနဲ့ယက်တည်သွားတယ်ဒါသမထအနေနဲ့ဝိမောစယံစိတ်တံစိတ်ကိုလွတ်မြောက်စေပြီးတော့ကျင့်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ဒါသမထကျင့်စဉ်နဲ့ဆိုင်နေတာတခုတခါဝိပဿနာကြတော့ဘယ်လိုလုပ်ပြီးတော့စိတ်ကိုလွတ်မြောက်စေတုံးဆိုငကိုယ်တော့ကဘုန်းကြီးတို့တွေရဲ့စိတ်ဟာသင်္ခါရတရားတွေကိုမရှုမှတ်ခင်တော့ကဘာဖြစ်လဲဆိုမ
မြဲတယ်လို့ထင်နေတာမနေ့ကလည်းငါပဲဒီနေ့လည်းငါပဲဟိုနှစ်ကလည်းငါပဲနော်ငါစိတ်ဟာရှိနေတာဒီလိုပဲထင်နေတာဒလစပ်ပဲရှိနေတယ်လို့ပဲထင်ဝိပဿနာရှုမှတ်လာတဲ့အခါကျတော့အဲ့ဒီနိစ္စမြဲနေတယ်လို့ထင်တဲ့အရာတစ်ခုဟာလွတ်ထွက်သွားတယ်မမြဲဘူးဆိုတာသိလာတာနဲ့တပြိုင်နက်မြဲမှုဆိုတဲ့ဟာကနေလွတ်ထွက်သွားတယ်တတန်တရားလုံးကိုယ့်ကိုချမ်းသာတယ်လို့ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးချမ်းသာတယ်လို့ဒုက္ခလို့ထင်မှတ်လာတဲ့အချင်းကြီးဟာဒုက္ခကိုကြာကြာနာနာမြင်လိုက်တဲ့အခါကျတော့မဟုတ်ဘူးဆိုဒုက္ခဆိုတဲ့အမှတ်တင်ညာတစ်ခုကနေလွတ်ထွက်သွားပြန်တတန်တရားလုံးဘာဖြစ်ဖြစ်ကိုလို့ရင်ရတယ်ကိုယ်လိုတိုင်းဖြစ်တယ်လို့ထင်လာတဲ့အတ္တတင်ညာကြီးဟာလည်းပဲအနတ္တလို့မြင်လိုက်တဲ့အချိန်မှာလွတ်ထွက်သွားပြန်တယ်ပေါ့ဒီလိုလွတ်သွားတာဆိုလို့တယ်ပေါ့သင်္ခါရတရားတွေဟာညီးငွေ့เสียကောင်းတယ်လို့မြင်လိုက်တာနဲ့တပြိုင်နက်နှစ်သက်เสียကောင်းတယ်ဆိုတဲ့အတွေ့အကြုံလွတ်ထွက်သွားပြန်ဒီလိုဆိုလို့တာနော်အဲ့ဒါလို့ဝိပဿနာအနေနဲ့ကလည်းပဲစိတ်ကလေးဟာလွတ်ထွက်သွားတယ်လွတ်လာတယ်ငကိုထင်မှတ်မှုတွေကနေလွတ်ခင်းပြီးတော့သွားတာအဲ့ဒါကိုပြောတာဝိမောစယံစိတ်တံမိမိရဲ့စိတ်ကလေးကိုလွတ်မြောက်စေတယ်တဆင်ချင်းလွတ်မြောက်အောင်လုပ်သွားတာသမထနည်းနဲ့လွတ်မြောက်အောင်လုပ်သွားတယ်ဝိပဿနာနည်းနဲ့လွတ်မြောက်အောင်လုပ်သွားတယ်ဘာလို့ဆိုဒီကမ္မထာတွေကသမထနဲ့လည်းသက်ဆိုင်တယ်ဝိပဿနာနဲ့လည်းသက်ဆိုင်သမထနည်းနဲ့လည်းလွတ်မြောက်အောင်လုပ်သွားတယ်ဝိပဿနာနည်းနဲ့လည်းလွတ်မြောက်အောင်လုပ်သွားတယ်ဒီလိုနဲ့အသိဉာဏ်တွေတိုးတက်သွားတယ်ဒါကစိတ်နဲ့ပတ်သက်တာဖြစ်သောကြောင့်စိတ်တ ानु ပတနာဆိုတဲ့တတိပဋ္ဌာန်နဲ့သက်ဆိုင်တယ်ပေါ့ဒီတတ္တယစတုတ်ကစိတ်တ ानु ပတနာနဲ့သက်ဆိုင်တယ်လို့ဒီလိုပြောတာဟောနောက်ဆုံးတစ်ခုကြတော့ဘာတော့ဆိုလို့ရှိရင်စတုဋ္ဌစတုတ်ကကြတော့မြတ်စွာဘုရားကဘာကိုဟောတော့ဆိုဝိပဿနာတက်ထက်လေဝင်လေနဲ့ဆက်ဆက်ပြီးတော့ဝိပဿနာတက်ကျင့်ပုံကျင့်နည်းတစ်ခုဟောတယ်အဲ့ဒါကဓမ္မာနုပဒနာနဲ့ပတ်သက်တာအဲ့ဒီ၄ချက်ကဘာလို့ဆိုရင်နံပါတ်1ကအနိစ္စနုပတ္တိတဲ့မမြဲတဲ့သဘောကိုထပ်ရှုမြင်သုံးသပ်တယ်ဒါမမြဲတဲ့သဘောတာမညလက္ခဏာလို့ဆိုတယ်ယုံနာဓမ္မသင်္ခါရတို့ရဲ့မမြဲတဲ့သဘောကိုဖန်တလဲရှုဆင်ခြင်ပြီးတော့ contemplation of impermanent ပေါ့နော်မမြဲတဲ့သဘောကိုထပ်တလဲရှုမှတ်ဆင်ခြင်ပြီးတော့ထွက်လေဝင်လေကိုဖြစ်စေတယ်အဲ့တော့သင်္ခါရတရားတွေဆိုတာမမြဲတာခန္ဓာ၅ပါးလည်းမမြဲတာမမြဲတဲ့ခန္ဓာ၅ပါးရဲ့မမြဲတဲ့သဘောရှုတာနော်သူ့ရဲ့သဘာဝဒီအများဆိုင်တာမညလက္ခဏာလို့ဆိုတဲ့အာလုံးတရားတွေနဲ့သက်ဆိုင်တဲ့အနိစ္စသဘောကိုအနိစ္စသဘာဝကိုရှုမြင်သုံးသပ်တာတဲ့ဒါဝိပဿနာတက်ဖြစ်သွားတယ်နောက်တစ်ခုကဘာလို့ဆိုဝိရာဂ ानु ပတ္တိဝိရာဂဆိုတာကင်းပြတ်သွားတယ်ဖြစ်နေတဲ့သဘာဝတရားတစ်ခုဟာကင်းပြတ်သွားတယ်ကင်းပြတ်သွားတယ်ဆိုချုပ်သွားတယ်ပြတ်ထွက်သွားတယ်အဲ့ဒီပြတ်ထွက်သွားတာ2မျိုးရှိတယ်တဲ့ဖြစ်လာတဲ့သဘာဝတရားရဲ့ပြတ်ထွက်သွားမှု2မျိုးရှိတယ်ခယဝိရာဂဆိုတာသဘာဝတရားဟာဖြစ်လာပြီးတဲ့နောက်သူ့သဘာဝအတိုင်းပြတ်သွားတယ်အဲ့ဒါခယဝိရာဂလို့ခေါ်တယ်မကုံမဲမနေဘူးဒီတိုင်းဘယ်တော့မှရပ်တန့်ပြီးတော့မနေဘူးဖြစ်ပြီးရင်ပျောက်သွားမယ်ဖြစ်ပြီးရင်ပျောက်သွားမယ်စောင်းတီးတဲ့အခါစောင်းတန်လေးပဲကြည့်နော်တီးလိုက်တဲ့အခါမှာနောက်ထပ်ဆက်တီးနေလို့သာစောင်းတန်ဆက်ကြားနေတာကိုပထမတီးလိုက်တဲ့အတန်လေးပျောက်သွားတာပဲအဲ့ဒါခယဝိရာဂလို့ခေါ်တယ်သဘာဝတရားတွေမှာလည်းပဲဒီတိုင်းပဲရုပ်တရားပဲဖြစ်ဖြစ်နာမ်တရားပဲဖြစ်ဖြစ်ပြတ်ဆဲပြီးတော့သွားတာဖြစ်လာပြီးတဲ့နောက်မှာချုပ်ပြတ်သွားတယ်ပြတ်ဆဲသွားတယ်ဒါကခယဝိရာဂသဘာဝတရားအလုံးမှာအခိုက်အတန့်ပြတ်ဆဲသွားတဲ့အနေအထားတွေရှိတယ်အစ္ဆန္ဒဝိရာဂဆိုတာတခါတည်းပြတ်ဆဲတာဒါကနိဗ္ဗာန်ကိုရည်ညွှန်းတာနိဗ္ဗာန်ရောက်သွားလို့ရှိရင်ပြန်မလာဘူးဘယ်သင်္ခါရတရားမှနိဗ္ဗာန်နဲ့ဆက်ဆက်ပြီးတော့မရှိတော့အဲ့ဒါထာဝရပြတ်ဆဲသွားတယ်ပြတ်ဆဲမှုမျိုးလို့အစ္ဆန္ဒဝိရာဂအဲ့ဒီသဘောတွေကိုလည်းပဲ
ရှုမှတ်ဆင်ញင်သွားနိုင်တယ်လို့ဒီလိုဆိုလိုတယ်ပေါ့သဘာဝတရားတွေကိုရှုရင်နောက်တစ်ခုကြတော့ဘာလို့ဆိုနိရောဓနုပတ္တိခုနကဝိရာဂဆိုတာပြတ်ဆဲသွားတာနိရောဓဆိုတာချုပ်ငြိမ်းသွားတာတူတူပဲဒီနှစ်ခုစကားလဲတာစကားကိုအလဲလဲနဲ့သုံးတဲ့သဘောပဲဒါမှလည်းခယနိရောဓအစ္ဆန္ဒနိရောဓခယနိရောဓဆိုတာကုန်ခန်းခြင်းဖြင့်ချုပ်သွားတဲ့သဘောအစ္ဆန္ဒဝိရာဂဆိုတာနိဗ္ဗာန်ကိုရောက်လို့ချုပ်သွားတဲ့သဘောအဲ့ဒီချုပ်သွားတဲ့သဘောတွေကိုရှုမြင်သုံးသပ်ပြီးတော့လည်းပဲထွက်သက်ဝင်သက်ကိုဖြစ်စေတယ်လို့ဒီလိုဆိုတာဒါအာနာပါနနဲ့ဆက်ဆက်ပြီးတော့ကျင့်တယ်ဟာတခုနောက်တစ်ခုပฏิနိစ္စကနုပတ္တိပฏิနိစ္စကဆိုတာဆွန့်လွတ်လိုက်တာအဲ့ဒီဆွန့်လွတ်မှုဟာသူကဆွန့်လွတ်ခြင်းနဲ့ပြေးဝင်ခြင်းလို့နှစ်ခုရှိတယ်ဆွန့်လွတ်ခြင်းကိုပရိစ္ဆာခလို့ခေါ်တယ်ပြေးဝင်ခြင်းကိုပက္ခန္တနာလို့ခေါ်တယ်ဆွန့်လွတ်ခြင်းနဲ့ပြေးဝင်ခြင်းဒီအလုံးနှစ်ခုကိုလုပ်တယ်နော်အလုံးနှစ်ခုကိုလုပ်တယ်ဝိပဿနာဖြစ်သည့်အတွက်ကြောင့်ဝိပဿနာဉာဏ်ဖြစ်လာတာနဲ့တပြိုင်နက်ဘာကိုဆွန့်လွတ်လိုက်တာလဲဘာကိုဖယ်ရှားပြစ်လိုက်တာတော့ဆိုကိလေသာတွေကိုဖယ်ပလိုက်တယ်ကိလေသာတွေကိုခန္ဓာနဲ့တကွကိလေသာရဲ့အကျိုးဆက်ဖြစ်တဲ့ခန္ဓာတို့အဘိသင်္ခါရဆိုတဲ့ကံနေနဲ့တကွကိလေသာတွေကိုတည်ငါအားဖြင့်ဖယ်ရှားဆွန့်လွတ်လိုက်တာအဲ့ဒါကိုဒီပရိစ္ဆာကပฏิနိဒကလို့ခေါ်တယ်ပရိစ္ဆာကပฏิနိဒကအဲ့ဒီတစ်ဖက်ကကိလေသာတွေကိုစွန့်လွတ်လိုက်ပြီးတော့စုပ်ကင်မထားဘူးကိလေသာတွေကိုဖယ်ပလိုက်ပြီးတော့တစ်ဖက်ကဘယ်သွားတာလို့ဆိုပက္ခန္တနာနိဗ္ဗာန်အာယုန်တွေကိုပြေးဝင်သွားတယ်ဆိုလိုတာကသင်္ခါရကိုဖြောက်ပြီးတော့သင်္ခါရချုပ်ရနိဗ္ဗာန်တွေကိုပြေးဝင်သွားတယ်နှစ်ခုပฏิနိဒကရဲ့သဘောဝိပဿနာဉာဏ်လေးကဖြစ်လာပြီဆိုရင်တည်ငါအားဖြင့်ကိလေသာကိုစွန့်တယ်နိဗ္ဗာန်ကိုအာယုံရည်မှန်းပြီးတော့ပြေးဝင်တယ်သို့တော့နိဗ္ဗာန်ကိုရောက်အောင်မဝင်နိုင်သေးဘူးဝိပဿနာသင်္ခါရကိုမကျော်နိုင်ဘူးဝိပဿနာအာယုံကဒါကြောင့်မို့သူကအစွမ်းမထက်သေးဘူးဘယ်ကြမှာအစွမ်းထက်တုံးဆိုမက္ခဆိုတဲ့မက်ဆေ့ကြတဲ့အခါကျတော့ကိလေသာတွေကိုသမုတ်စေတာအားဖြင့်စွန့်လွတ်လိုက်တယ်ဖယ်ရှားပြစ်လိုက်ပြီးတော့ပက္ခန္တနာအနေအချင်းနိဗ္ဗာန်ကိုပြေးဝင်သွားတယ်ဒီလိုဆိုလို့တာအဲ့တော့မက္ခလို့ဆိုတဲ့အဓိပ္ပာယ်ကကိလေသေမာရင်တော်နိဗ္ဗာန်ကိစ္စတိတိမက္ခောဆိုတာ ਨੇ အတူတူပဲတစ်ဖက်ကကိလေသာတွေကိုဖယ်ပလိုက်ပြီးတော့တစ်ဖက်ကနိဗ္ဗာန်ကိုပို့ပေးလိုက်တာအလုံးနှစ်ခုလုံးတယ်လို့ပြောတာမက္ခဆိုအလုံးနှစ်ခုလုံးတာတစ်ဖက်ကကိလေသာတွေကိုရှင်းလိုက်တယ်တစ်ဖက်ကနိဗ္ဗာန်ကိုပို့လိုက်တယ်ဟောဒီတဘာဝတရားတွေဒီမှာလည်းပဲပฏิနိဒကနုပတ္တိလို့ဆိုတာဒီသဘောကိုဆင်ញင်စဉ်းစားပြီးတော့ရှုမှတ်ပြီးဝိပဿနာဉာဏ်ဖြစ်သွားတာဒါဝိပဿနာဉာဏ်အဆင့်မြင့်သွားတဲ့သဘောအဲ့တော့ထွက်လေဝင်လေဆိုတဲ့အာယုံနမိတ်ကိုအခြေခံပြီးတော့အခုလိုဝိပဿနာနဲ့ဆင့်ပွားပြီးတော့ဆံရပြီးတဲ့နောက်မှာဝိပဿနာကျင့်စဉ်တွေကိုကျင့်လို့အခုလိုအနေအထားမျိုးနဲ့ဝိပဿနာဉာဏ်နဲ့ရင့်တန်ပြီးတော့ဘက်ဖို့နိဗ္ဗာန်ကိုရသွားတာဒါဟာဖြည်းဖြည်းစုံတဲ့အာနာပါနသတိကမ္မထာပဲအခြေခံ16ခုပေါ့16မျိုးကိုအခြေခံထားပြီးတော့ကျင့်ကြံပွားများအားထုတ်ရတဲ့ဒီအာနာပါနသတိဆိုတဲ့တတိတရားအာနာပါနသတိဘာဝနာဟာအမြဲတမ်းအကျိုးကျေးဇူးကြီးတယ်လို့မြတ်စွာဘုရားဒီလိုဟောခဲ့တာအဲ့တော့ဒီလိုပြည့်ပြည့်စုံသွားတော့မြတ်စွာဘုရားကိုယ်တိုင်ကမေးခွန်းထုတ်ခဲ့တယ်လေအာနာပါနသတိကိုဘယ်လိုပွားရမှာလဲဘယ်လိုပွားရင်မဟာဖလအကျိုးကြီးပြီးတော့မဟာနိတန္တအာနိသင်นี่စက်တိုက်ရနိုင်တယ်လေလို့ဆိုတာအခုအာထုတ်တဲ့ဤအတိုင်းအာထုတ်ခြင်းဖြင့်ရတယ်လို့ဒီမေးခွန်းနဲ့အဖြေကိုမြတ်စွာဘုရားကိုယ်တိုင်မေးပြီးမြတ်စွာဘုရားကိုယ်တိုင်ဖြေလိုက်တာဟောနောက်တစ်ခါကျတော့မြတ်စွာဘုရားကမေးသူ့ဘာသူမေးပြီးတော့ဖြေတာအာနာပါနသတိဘာဝနာကိုပွားခြင်းဖြင့်တတိပဋ္ဌာန်တရား၄ပါးလည်းပွားပြီးဖြစ်သွားတယ်တဲ့နော်ဒါကြတော့အင်မတန်မှရှင်းတယ်အခြေခံ
အရင်ရက်တွေကပြောခဲ့တဲ့အခြေခံပဲခုမြတ်စွာဘုရားကဒုတိယမေခွန်းလေးမေးလိုက်တာဘယ်လိုပွားရင်အာနာပါနသတိဟာတတိပဋ္ဌာန်တရား၄ပါးကိုပြည့်သွားအောင်လုပ်တယ်လေလို့ဆိုတယ်မေခွန်းနဲ့မေးပြီးတော့ဖြေတဲ့အခါမှာအခုပြောတဲ့16မျိုးနဲ့ပဲဖြေသွားတယ်နော်ဒီ16မျိုးပဲမှတ်ထား16မျိုးဆိုတာပြန်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်လေရှူတဲ့အခါမှာရှည်ရင်ရှည်တယ်တိုးရင်တိုးတယ်လို့သိတယ်နော်ထွက်လေဝင်လေအစအဆုံးအားလုံးကိုသိအောင်ရှူရှိုက်ဖို့ကြိုးစားတယ်ကြမ်းတမ်းတဲ့ကာယသင်္ခါရဆိုတဲ့ထက်လေဝင်လေကိုတိမ်မွေ့သွားအောင်ချုပ်ငြိမ်းသွားအောင်နော်ရော့ပါသွားကြိုးစားအထောက်ပဲဒါပထမနည်းဒုတိယကျတော့ပီတိကိုထင်ထင်ရှားရှားသိစေလျက်သိလျက်ဒုက္ခကိုထင်ထင်ရှားရှားသိလျက်စိတ်တသင်္ခါရကိုထင်ထင်ရှားရှားသိလျက်စိတ်တသင်္ခါရတွေကိုသိမ်မွေ့သွားအောင်ငြိမ်ဝတ်သွားစေလျက်လို့ဒါဒုတိယတတိယရောက်တဲ့အခါကျတော့စိတ်ကလေးကိုဉာဏ်စွာသိစေလျက်နောက်တစ်ခါစိတ်ကိုရှင်လန်းအားတက်စေလျက်စိတ်ကိုကောင်းစွာထားလျက်စိတ်ကိုလွတ်မြောက်စေလျက်ဒါတတိယ၄ချက်နောက်သရုပ်ထ၄ချက်ကြတော့အနိစ္စလို့ရှုမှတ်ရင်အနိစ္စလို့ရှုမှတ်ရင်အနိစ္စနုပတ္တိဝိရာဂလို့ရှုမှတ်ရင်និရောဓလို့ရှုမှတ်ရင်ပฏิသက်္ခလို့ရှုမှတ်ရင်နဲ့ဒီတန်တရားဝကနေပြီးတော့ဝိပဿနာဉာဏ်ကြီးရပြီးတော့မဲ့ဉာဏ်ဖွဉာဏ်ရသွားတယ်ဒီအချက်ဒီစတုက၄ခုဟာအစဉ်တိုင်းဆက်ဆက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာတတိပဋ္ဌာန်တရား၄ပါးနဲ့ဆက်ဆက်ထားတယ်ပထမကကာယ ानु ပတနာတတိပဋ္ဌာန်ဘာလို့လဲဆိုတော့ထွက်လေဝင်လေပေါ်မှာပဲမူတည်ထားတာကိုနော်ပထမစတုကထွက်လေဝင်လေပဲရှည်တယ်တိုးတယ်ဆိုထွက်လေဝင်လေပဲထွက်လေဝင်လေတွေအကုန်သိအောင်လုပ်တယ်ထွက်လေဝင်လေတွေတိမ်မွေ့သွားအောင်လုပ်တယ်ဆိုတော့သူကတခြားတရားကိုဖယ်သွားတာမဟုတ်ဘူးဒါကြောင့်မို့လို့ပထမစတုကအာနာပါနပေါ်မှာ remain လုပ်အာနာပါနပေါ်မှာပဲကိုယ့်ရဲ့ဒီအကျင့်ဟာယက်တည်ထားတာလို့ဒါကြောင့်မို့လို့ကာယ ानु ပတနာတတိပဋ္ဌာန်လို့ဒီလိုပြောတာเนาะကြည့်ထွက်လေဝင်လေဆိုတာကာယတဲ့ကတစ်ခုပဲတဲ့မြတ်စွာဘုရားအကြောင်းပြထွက်လေဝင်လေဆိုတာဘယ်ကာယတဲ့ကတစ်ခုလဲလို့ဆိုကြည့်ကာယကြီး၄မျိုးလို့ပြောမယ်ဆိုရင်ပထဝီအာဘောတေဇောဝါယောကာယကြီး၄ခုအဲ့ဒီကာယကြီး၄ခုတည်းကတစ်ခုလို့ဆိုတော့ဘယ်သူကိုပြောတာတော့ဆိုဝါယောကာယကိုပြောတာလေဆိုတဲ့ကာယကိုပြောတခါရူပကာယ25မျိုးရုပ်25ပါးပေါ့လေနော်ဒီဟာကဓမ္မသင်္ကနီမှာပြောတဲ့25ပါးကိုပြောတာဗိဓမ္မထသင်္ကမှာ28ပါးလို့ပြောအဲ့ဒီ25ပါးထဲမှာလည်းပဲဒီဟာကဖုဒ္ဓဘာယုတ်ထဲမှာပါတဲ့ရုပ်တစ်ခုပဲပေါ့ဖုဒ္ဓဘာယုတ်ပဲပေါ့သို့မဟုတ်အာဘောပဲပေါ့အဲ့ဒါလို့ဆွလို့တယ်အဲ့တော့ထွက်လေဝင်လေဆိုတာကာယပဲကာယတွေကတစ်ခုသောကာယပဲဒါကြောင့်မလို့ကာယ ानु ပတနာလို့မြတ်စွာဘုရားကပထမစတုကကိုဟောတယ်နောက်ဒုတိယစတုကကျတော့ဝေဒနာ ानु ပတနာလို့ဟောတာကဲတကယ်ကြည့်မယ်ဆိုလို့ရှိရင်ပိဋိကဝေဒနာလားလို့ဆိုမဟုတ်ဘူးဒုက္ခဝေဒနာဟုတ်တယ်စိတ်တသင်္ခါရကဝေဒနာတစ်ချမ်းသိညာတစ်ချမ်းနော်အဲ့တော့သူ့ကိုဘာဖြစ်လို့ဝေဒနာလို့ဒီဒုတိယနိစနစ်အတိုင်းချစ်ကြကြကိုအားထုတ်လို့ရှိရင်ဝေဒနာ ानु ပတနာဆိုတဲ့တတိပဋ္ဌာန်တရားပြည့်ပြည့်စုံသွားတယ်လို့ဘာလို့ပြောတာတော့ဆိုတော့အတ္တတပတ္တတတွေကိုစနစ်တကျနှလုံးသွင်းနိုင်တာကိုကအတ္တတပတ္တတတွေကိုစနစ်တကျနှလုံးသွင်းနိုင်တဲ့မနတိကာရဆိုလိုတာကစေတသိက်တွေဟာဒီဝေဒနာနဲ့သဘာဝချင်းစေတသိက်ချင်းတူသည့်အတွက်ကြောင့်ဝေဒနာကိုစေတသိက်လို့ခေါ်ရင်ဉာဏ်နဲ့စေတသိက်တွေဟာလည်းဝေဒနာရဲ့သဘာဝပဲလို့ဆိုပြီးတော့မြတ်စွာဘုရားဒီနေရာမှာဒီမှန်မှန်ကန်ကန်နှလုံးသွင်းဆင်ခြင်မှုမနတိကာရကိုပဲဝေဒနာလို့ယူပြီးတော့မြတ်စွာဘုရားဒီထဲမှာဝေဒနာ ानु ပတနာလို့ခေါ်တာပါတဲ့နော်ဒါကြောင့်မို့လို့ပ
ပါဠိမှာဘယ်လိုပြောတော့ဆိုလို့ရှိရင်တော့ပါဠိမှာပြောတဲ့အခါကျတော့အတ္တတပတ္တတနာသာဓုကံမနတိကာယတိတံအတ္တတပတ္တတနာသာဓုကံမနတိကာရောမနတိကာရအတ္တတပတ္တတတွေကိုကြာကြာနာနာနှလုံးသွင်းနိုင်ခြင်းကိုကဒါဝေဒနာနဲ့ကင်းတာမဟုတ်လို့အလုံးဝေဒနာလို့ပဲဆိုပြီးတော့ဒါဝေဒနာနုပဒနာဖြစ်သွားတယ်ဆိုလိုတာအတ္တတပတ္တတကိုနှလုံးသွင်းရင်ဝေဒနာနုပဒနာဖြစ်တယ်ပေါ့ခုနတော့ကထွက်လေဝင်လေအတ္တတပတ္တတလေးကိုကြည့်တော့ကာယ ानु ပဒနာဖြစ်တယ်အဲ့ဒီကာယ ानु ပဒနာဖြစ်တဲ့အတ္တတပတ္တတအာယုံကိုပဲနှလုံးသွင်းဆင်ခြင်မြန်တဲ့အခါကျတော့ဝေဒနာ ानु ပဒနာဖြစ်တယ်လို့ဒီလိုဟောတာနောက်တစ်ခါတတိယစတုကအနေနဲ့ကျတော့ဘယ်လိုပြောပြန်တော့ဆိုစိတ်ဓာ ानु ပဒနာကိုအဲ့ဒါကြတော့စိတ်ဓာ ानु ပဒနာကျတော့မြတ်စွာဘုရားဘယ်လိုဟောတော့ဆိုငါဘုရားဟာတဲ့တတိလက်လွတ်ဆင်ញင်တုံတရားကင်းမဲ့တဲ့ပုဂ္ဂိုလ်မှာဒီအာနာပါနသတိကမ္မထာမဖြစ်နိုင်ဘူးတဲ့ဆိုတော့သဘောမှာတတိကင်းမဲ့တယ်ဆိုတာစိတ်ပဲစိတ်ဟာတတိကင်းမဲ့နေရင်သို့မဟုတ်ဆင်ញင်တုံတရားကင်းမဲ့နေတဲ့စိတ်နဲ့လှုပ်လို့မရဘူးလို့ပြောတာဒီပင်လဲစိတ်နဲ့ဆက်ဆက်ပြီးပြောတာဖြစ်သောကြောင့်စတုထစတုတတိယစတုကကိုစိတ်ဓာ ानु ပဒနာနဲ့ထည့်ပြီးတော့မှတ်သားရမယ်ဒီလိုဆိုလို့တယ်နော်အဲ့တော့ဒီထွက်လေဝင်လေကိုမမေ့မပြောက်အောင်တတိနဲ့ကြိုးစားခြင်းဆင်ញင်သုံးသပ်ခြင်းဒီပင်လဲစိတ်ဓာ ानु ပဒနာလို့ဒီလိုဆိုလို့တာစိတ်ဓာ ानु ပဒနာပဲဟုတ်တယ်လေစိတ်ဓာ ानु ပဒနာဆိုတာတကယ်ကတော့ငါစိတ်လေးမှာရာဂနဲ့ရှင်တွဲနေသလားဒေါသနဲ့ရှင်တွဲနေသလားမောဟနဲ့ရှင်တွဲနေသလားသို့မဟုတ်ငါစိတ်လေးဟာရာဂမရှိဘူးလားဒေါသမရှိဘူးလားဒီလိုဆင်ញင်တာပဲလေစိတ်ဓာ ानु ပဒနာလေအဲ့တော့တဘာဝတရားတွေနဲ့ဆက်ဆက်ပြီးတော့ဆင်ញင်စဉ်းစားတာဖြစ်တော့ကြောင့်ဒါကိုလည်းပဲစိတ်ဓာ ानु ပဒနာလို့မြတ်စွာဘုရားဒီလိုဟောတယ်နောက်တစ်ခါတတိယစတုထစတုကရောက်တဲ့အခါကျတော့သူကဓမ္မ ानु ပဒနာဓမ္မ ानु ပဒနာကြတော့ဘယ် ानु ပဒနာပဲဖြစ်ဖြစ်ဒီရှုရင်းနဲ့ဘာကိုဖယ်တာတော့လို့ဆိုဝိနည်းလောကေအဘိဇ္ဇာဒေါမနတံလို့ဆိုတဲ့အတိုင်းအဘိဇ္ဇာလို့ဆိုတဲ့ကာမိသန္တဒေါမနတလို့ဆိုတဲ့ဒေါမနတဝေဒနာနဲ့ရှင်တွဲလာတဲ့ဖြာပါရဒီနိဝရဏကိုဖယ်တာပဲဒီနိဝရဏနှစ်ခုကိုခေါင်းတက်ပြောတာနဲ့ဉာဏ်နဲ့နိဝရဏတွေမဖယ်ဘူးလို့ဒီလိုဆိုတာမဟုတ်ဘူးနိဝရဏ၅ပါးလုံးကိုဖယ်ရှားပြတာပဲအဲ့ဒီနိဝရဏတရား၅ပါးလုံးကိုပညာနဲ့သိပြီးတဲ့အခါမှာဖယ်ရှားပြစ်ခြင်းဟာနော်ပညာနဲ့သိပြီးတော့နော်ဒီနိဝရဏတရားတွေကိုဖယ်ရှားပြစ်နိုင်ခြင်းနိဝရဏတရားတွေကိုလစ်လျရှုလိုက်ခြင်းနော်ငြိမ်ဝတ်သွားအောင်လုပ်လိုက်ခြင်းဒီပင်လေဓမ္မ ानु ပဒနာလို့ဒီလိုခေါ်တာတဲ့ဓမ္မ ानु ပဒနာလို့ခေါ်တယ်အဲ့ဒါဟာအာနာပါနသတိကမ္မထာအားထုတ်ရင်းကနေပြီးတော့တတိပဋ္ဌာန်တရား၄ပါးပြည့်စုံသွားတယ်လို့ဒီလိုပြောတာနော်အာနာပါနသတိထုတ်တာကအာနာပါနသတိကမ္မထာအထုတ်တာပြည့်စုံသွားတာကဘာဖြစ်သွားတော့ဆိုတတိပဋ္ဌာန်တရား၄ပါးပြည့်စုံသွားတယ်လို့ဒီလိုပြောတာအဲ့တော့ဒါကဒုတိယမေခွန်းကိုမြတ်စွာဘုရားကိုယ်တိုင်ဖြေပြီးတော့နောက်တစ်ခါတတိယမေခွန်းကြတော့ဘာလို့ဆိုဘယ်လိုပွားလို့ရှိရင်တတိပဋ္ဌာန်တရား၄ပါးဟာဘုဇင်9ပါးကိုပြည့်စုံစေနိုင်တယ်လေဆိုရယ်မေခွန်းနော်ဘုဇင်9ပါးပွားရင်ကတတိပဋ္ဌာန်တရား၄ပါးကိုပွားတာတတိပဋ္ဌာန်တရား၄ပါးပွားတာဟာဘယ်လိုဘုဇင်9ပါးဟာအကျုံးဝင်သွားတာလဲဘယ်လိုဆိုက်ရောက်သွားတာလဲဆိုတဲ့အချက်ကိုရှင်းပြတယ်အဲ့တော့အားလုံးသိကြတဲ့အတိုင်းတတိပဋ္ဌာန်တရား၄ပါးဆိုတာသိပြီကာယ ानु ပဒနာဝေဒနာ ानु ပဒနာစိတ်ဓာ ानु ပဒနာဓမ္မ ानु ပဒနာကာယကိုဖန်တလဲရှုတယ်ကာယကိုရှုမှတ်တယ်ဝေဒနာကိုရှုမှတ်တယ်စိတ်ကိုရှုမှတ်တယ်နော်စိတ်ဓာ ानु ပဒနာဓမ္မကိုရှုမှတ်တယ်ဓမ္မ ानु ပဒနာအဲ့ဒီတတိပဋ္ဌာန်တရား၄ပါးကိုရှုမှတ်ပွားများအားထုတ်လို့ရှိရင်တဲ့ဘုဇင်9ပါးရှုမှတ်ပြီးပြီးသွားတယ်ပွားများအားထုတ်ရင်ပြီးတယ်ဘယ်ပုံပြီးသလဲဆိုတာတစ်ခုချင်းကိုစဉ်းစားကြည့်ရဘယ်ပုံဖြစ်သွားတာလဲဆိုကြည့်
ထွက်လေဝင်လေကိုဆင်ញင်သုံးတတ်တယ်ကာယ ानु ပဒနာအနေနဲ့ဆင်ញင်သုံးတတ်တယ်ပေါ့ထွက်လေဝင်လေကိုဆင်ញင်သုံးတတ်ပြီးတော့နေတဲ့အခါမှာဘာဖြစ်လာတော့ဆိုတတိတွေထွက်လေဝင်လေပေါ်မှာတတိစွဲမနေဘူးလားဥပမာထွက်လေဝင်လေလေးကိုကိုလှုပ်တာကကာယ ानु ပဒနာတတိပဋ္ဌာန်လို့ဆိုတဲ့အာနာပါနပေါ်မှာတတိထားပြီးတော့အားထုတ်နေတယ်ပေါ့ထွက်လေဝင်လေလေးပေါ်မှာအမြဲမပြတ်တတိတီးနေတယ်လို့ဒီလိုဆိုလို့ရှိရင်အဲ့ဒီအချိန်မှာတတိတန်ဖို့စဉ်မဖြစ်ဘူးလားဒါအာထုတ်တာကကာယ ानु ပဒနာတတိပဋ္ဌာန်ကိုအာထုတ်တာရလိုက်တာဘာရလိုက်တော့ဆိုတတိတန်ဖို့စဉ်ရလာတယ်ဒီလိုဆိုတာနော်တတိတရားဟာထွက်လေဝင်လေလေးပေါ်မှာစူးစိုက်ပြီးတော့တည်ရှိနေခြင်းအပြင်ကာယ ानु ပဒနာတတိပဋ္ဌာန်ကိုအာထုတ်ရင်ကနေပြီးတော့တတိတန်ဖို့စဉ်အာထုတ်မှုဟာပြီးမသွားဘူးလားပြီးသွားတယ်လို့ဒီလိုဆိုလို့တာကဲဒါဖြင့်တတိရှိနေတဲ့ပုဂ္ဂိုလ်တယောက်တတိရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာကြိုးစားအထုတ်မှုရောမပါဘူးလားလို့ဆိုပါလားနော်တတိရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာအဲ့ဒီတတိကိုနော်တတိရှိနေပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာအဲ့ဒီတတိဆိုတဲ့ဆံရဓမ္မတွေကိုဆင်ញင်စဉ်းစားမှုမရှိဘူးလားလို့ဆိုရှိတယ်တတိဖြစ်လာပြီဆိုရင်ထိုတတိပေါ်မှာဆင်ញင်စဉ်းစားမှုဓမ္မကိုဆင်ញင်သုံးသပ်မှုတွေဝင်လာတယ်အဲ့ဒီဓမ္မကိုဆင်ញင်သုံးသပ်မှုကိုဘာခေါ်တော့ဆိုဓမ္မဝိစီယတန်ဖိုးစဉ်လို့ခေါ်တယ်တတိဖြစ်လာတာကတတိတန်ဖိုးစဉ်ဓမ္မကိုဆင်ញင်သုံးသပ်မှုကဓမ္မဝိစီယတန်ဖိုးစဉ်ဓမ္မကိုဆင်ញင်သုံးသပ်မှုတခါဓမ္မကိုဆင်ញင်သုံးသပ်တဲ့အခါမှာကြိုးစားအထောက်မှုဆိုတာပေါ်လာနော်ကြိုးစားအထောက်မှုပေါ်လာပညာနဲ့ဆင်ញင်သုံးသပ်တဲ့ဆိုတာကြိုးစားမှုလေးပါရကြိုးစားမှုမပါဘဲနဲ့ပညာနဲ့ဆင်ញင်သုံးသပ်မှုမဖြစ်ဘူးဒါကြောင့်မို့လို့ကြိုးစားမှုဟာပါလာတော့ထိုကြိုးစားမှုသည်ဝိရိယတန်ဖိုးစဉ်ဖြစ်သွားတယ်ဟောဒါကအာထုတ်တုံကတော့ကာယ ानु ပဒနာတတိပဋ္ဌာန်အာထုတ်တာပဲကာယ ानु ပဒနာတတိပဋ္ဌာန်အာထုတ်တာပဲအာထုတ်ရင်ကနေပြီးတော့အာယုန်နဲ့တတိနဲ့ကပ်နေလို့တတိတန်ဖိုးစဉ်နော်အဲ့ဒီအာယုန်ကိုဆင်ញင်သုံးသပ်နေလို့ဓမ္မဝိစီယတန်ဖိုးစဉ်ကျိုးပန်းအာထုတ်မှုရှိသည့်အတွက်ကြောင့်ဝိရိယတန်ဖိုးစဉ်ဒီလိုဆိုလိုတာနော်အဲ့ဒီကျိုးပန်းအာထုတ်တဲ့အခါမှာဘာဖြစ်လာတော့ဆိုစိတ်ကလေးဟာလေကြည်နူးလာကျိုးစားအာထုတ်မှုနဲ့အာယုန်နဲ့ရှင်တွဲလာတဲ့အခါမှာကိုကြည်နှက်လောက်တဲ့အရာတွေ့တဲ့အခါစိတ်လေးဟာပီတိတွေဖြစ်လာအဲ့ဒီပီတိတွေဖြစ်လာပြီဆိုလို့ရှိရင်နော်ကြိုးစားအထုတ်တဲ့ပုဂ္ဂိုလ်မှာပီတိလေးဖြစ်လာအဲ့ဒီဖြစ်လာတဲ့ပီတိကပီတိတန်ဖိုးစဉ်လို့ခေါ်တယ်တခါပီတိဖြစ်လာရင်ဘာဖြစ်လာတော့ဆိုကိုယ်လည်းငြိမ်းချမ်းလာတယ်စိတ်လည်းငြိမ်းချမ်းသွားတယ်ဒါပီတိဖြစ်လိုက်တာနဲ့ကိုယ်ငြိမ်းချမ်းမှုစိတ်ငြိမ်းချမ်းမှုအရင်ကလို့ကာယစိတ်ဓာတ်ဟာမငြိမ်းမချမ်းပူလောင်နေတာမရှိဘူးပီတိကနေလွှမ်းခြုံထားလိုက်တဲ့အခါကျတော့ကိုယ်လည်းငြိမ်းချမ်းသွားတယ်စိတ်လည်းငြိမ်းချမ်းသွားတယ်အဲ့ဒါကဘာလို့ဆိုပီတိတန်ဖိုးစဉ်ပြီးတော့ပတ္တတိတန်ဖိုးစဉ်ဖြစ်လာတာလို့ဒီလိုဆိုလို့ကဲပတ္တတိတန်ဖိုးစဉ်ဖြစ်လာတဲ့ပုဂ္ဂိုလ်မှာချမ်းသာပတ္တတိဖြစ်လာတဲ့အခါမှာစိတ်ထဲမှာချမ်းသာလာအဲ့ဒီချမ်းသာလာတဲ့စိတ်ဟာတမာတိရသွားတယ်စိတ်ချမ်းသာရင်စိတ်ဟာတည်ငြိမ်တာပဲမချမ်းသာတဲ့လူရဲ့စိတ်ဟာတောင်တွေးမြောက်တွေးနဲ့ဘယ်တော့မှမငြိမ်ဘူးဟုတ်ကဲ့လားချမ်းသာနေတဲ့လူရဲ့စိတ်ဟာအေးအေးဆေးဆေးလေဒါမို့လို့စိတ်ပူပန်နေတဲ့လူတယောက်ဟာညအိတ်မပျော်ဘူးလို့ဘာလို့ပြောကြတာဟောစိတ်အေးလက်အေးနဲ့ဘာမှပူစရာမရှိတဲ့ပုဂ္ဂိုလ်ကျတော့နှစ်ချာအိပ်ပျော်ဒုက္ခဖြစ်လာပြီဆိုလို့ရှိရင်တမာတိဆိုတာလေလွယ်လွယ်ကူကူနဲ့ရသွားတယ်ဒါကိုတမာတိတန်ဖိုးစဉ်လို့ခေါ်တယ်တဲ့အဲ့ဒါလို့တမာတိရှိတဲ့စိတ်ကလေးကိုလစ်လျူရှုထားနိုင်တယ်လစ်လျူရှုတယ်ဆိုတာအဲ့ဒီတမာတိရထားတဲ့အချိန်လေးမှာတဲ့အလွန်အကျွံလည်းမဖြစ်စေဘူးယောနေတဲ့အနေထားလည်းမဖြစ်စေဘူးထိမ့်ညှိပေးထားတယ်ဆိုတာဒါကဥပေက္ခတန်ဖိုးစဉ်လို့ခေါ်တယ်ဒီတဘာဝတရားတွေကိုထိမ့်ညှိပေးကဲပြန်ပြီးတော့စဉ်းစားကြည့်လိုက်ကိုကကာယ ानु ပဒနာတတိပဋ္ဌာန်ကိုအားထုတ်တယ်အားထုတ်တဲ့အခါမှာကာယဆိုတဲ့အာယုံပေါ်မှာတတိရောက်နေတာကဘာတော့တတိတန်ဖိုးစဉ်အဲ့ဒီကာယဆိုတဲ့အာယုံကိုဆင်ញင်သုံးသပ်တာကဘာတော့ဓမ္မဝိဇ္ဇာတန်ဖိုးစဉ်နော်
အဲ့ဒီသုံးသပ်ဆင်ခြင်မှုကိုကြိုးပမ်းအထောက်တာကဘာခေါ်လဲဝိရိယတန်ဖိုးစဉ်ကြိုးပမ်းအထောက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ပီတိကပီတိတန်ဖိုးစဉ်ဒီလိုဆိုလိုတာနော်အဲ့တော့ကြိုးပမ်းအထောက်မှုကြောင့်ဖြစ်ပေါ်လာတာပီတိဖြစ်လာတဲ့အခါမှာစိတ်ကိုယ်စိတ်ငြိမ်းချမ်းသွားတာကပတ္တတိတန်ဖိုးစဉ်ကိုယ်စိတ်ငြိမ်းချမ်းသွားတဲ့အခါမှာတမာရိရလာတာကတမာရိတန်ဖိုးစဉ်အားလုံးဒီသဘာဝတရားတွေအလွန်လည်းမဖြစ်စေဘူးအယော့နဲ့လည်းမဖြစ်စေဘူးသဘာဝတရားတွေသူ့ဘာသူဒီဟန်ချက်ညီညီနဲ့အာယုန်တွေကိုရှုမှတ်နိုင်လာအောင်ထိမ့်ပေးတာကဥပိ္ပခတန်ဖိုးစဉ်ဒီလိုဆိုလို့အဲ့တော့ကာယ ानु ပဒနာသတိပဋ္ဌာန်အားထုတ်လိုက်တာနဲ့တပြိုင်နက်ဘုဇင်9ပါးပါသွားပြီလို့ဘုဇင်9ပါးပြည့်ပြည့်စုံသွားတယ်လို့ဒီလိုဟောတာရသော်ဗျာနော်အဲ့ဒီတိုင်းပဲဝေဒနာ ानु ပဒနာအားထုတ်လို့ရှိရင်လည်းပဲဝေဒနာအာယုန်နဲ့တတိနဲ့ရှင်တွဲနေသည့်အတွက်ကြောင့်ဝေဒနာအာယုန်ပေါ်မှာစိတ်ကတည်နေသည့်အတွက်ကြောင့်အဲ့ဒီအချိန်မှာတတိတန်ဖိုးစဉ်ဖြစ်တယ်ဝေဒနာကိုဆင်ញင်သုံးသပ်နေတဲ့အခါဓမ္မဝိဇ္ဇာတန်ဖိုးစဉ်ဖြစ်တယ်လို့ဒီလိုနားလည်အောင်စိတ်တ ानु ပဒနာလည်းထို့တူပဲဓမ္မ ानु ပဒနာလည်းထို့တူပဲတတိပဋ္ဌာန်တရား၄ပါးကိုပွားများအားထုတ်လိုက်တိုင်းဘုဇင်9ပါးဟာပြည့်ပြည့်စုံသွားတယ်ဘုဇင်9ပါးမပါဘဲနဲ့ဖြစ်မှာမဖြစ်ပဲကိုဒီသဘာဝတရားတွေရဲ့ဒီကမ္မထာအထုတ်တယ်ဆိုတာမိမိရဲ့တဏ္ဍာမှာဒီသဘာဝတရားတွေဖြစ်သွားတာကိုဆွလို့တယ်ပေါ့အဲ့ဒါကိုမြတ်စွာဘုရားရည်ညွှန်းတာအာနာပါနသတိဒီတတိပဋ္ဌာန်တရား၄ပါးပွားများအထုတ်ခြင်းဖြင့်ဘုဇင်9ပါးဟာအထုတ်ပြီးသားဖြစ်သွားတယ်ဒီလိုဆိုဟောနောက်တစ်ခါကျတော့နောက်ဆုံးအချက်ကျတော့မြတ်စွာဘုရားဘာဟောတော့ဆိုဘုဇင်9ပါးပွားများအထုတ်လိုက်လို့ရှိရင်တဲ့ဘာတွေပြည့်ပြည့်စုံရတော့ဆိုဝိဇ္ဇာနဲ့ဝိမု ക്തി အဲ့ဒီနှစ်ခုဟာပြည့်စုံသွားတယ်ဝိဇ္ဇာဆိုတာအသိဉာဏ်ကိုပြောတာဒီနေရာမှာအသိဉာဏ်ဆိုတာဒီကိလေသာတွေကိုဖယ်ရှားပြီးတော့နိဗ္ဗာန်ကိုမြင်နိုင်တဲ့စွမ်းရည်ထက်တဲ့အသိဉာဏ်မျိုးမဲ့ဉာဏ်ကိုဆိုလိုတယ်မက်ဆေ့ဖြစ်တာကိုပြောတာဝိဇ္ဇာဝိမု ക്തി ဆိုတာကိလေသာတွေကလုံးဝလွတ်သွားတဲ့အနေအထားတစ်ခုဖို့စိတ်ကိုပြောတာတော့ဘုနိဗ္ဗာန်ကိုလည်းပြောတယ်ပေါ့အဲ့တော့ဒီဘုဇင်9ပါးပွားများအားထုတ်လိုက်တာနဲ့တပြိုင်နက်ဒီဝိဇ္ဇာနဲ့ဝိမု ക്തി ဟာလည်းပဲပြည့်ပြည့်စုံပြီးတော့ဖြစ်ပေါ်ပြီးတော့သွားတယ်တဲ့ဒီလိုဆိုလို့ဘုဇင်9ပါးအဲ့ဒါဘယ်လိုပြည့်ပြည့်စုံဖြစ်နိုင်တယ်လဲဆိုတာဘုဇင်9ပါးကိုဘယ်လိုအားထုတ်တာလဲလို့ဆိုတဲ့အခါမှာဘုန်းကြီးတို့တွေရှင်းရမှာပါတော့ဆိုပါစို့တတိတံဘုဇင်ကိုအားထုတ်တယ်တတိတံဘုဇင်ကိုအားထုတ်တဲ့အခါမှာတတိတံဘုဇင်ကိုဘယ်အတိုင်းအတာအထိအားထုတ်ရမလဲသူကမြတ်စွာဘုရားကတတိတံဘုဇင်ကဘာဝေတိဝိဝေကနေတိတံဝိရာဂနေတိတံနိရောဓနေတိတံဝတ္တကပြိနာမေတဲ့ဒီဟာလေးကိုမှတ်ထားဝိဝေကနေတိတဝိရာဂနေတိတနိရောဓနေတိတဝတ္တကပြိနာမေဒီအဆင့်ထိအောင်အထုတ်သွားတာလို့ဆိုလို့အဲ့တော့ဒီတတိဆိုတာလေးကတာမန်လေးတတိရနေတဲ့အနေအထားမျိုးမဟုတ်ဘူးတတိပဋ္ဌာန်ကိုပွားများအထုတ်လို့တတိတံဘုဇင်တွေဟာဖြစ်နေပြီဆိုတဲ့အခါအဲ့ဒီတတိတံဘုဇင်ဟာဘယ်ဟာနဲ့ရှင်တွဲပြီးတော့ဘယ်ထိအောင်သွားနေတာလဲလို့ဆိုလို့ရှိရင်ဝိဝေကဆိုတာကြည့်ကိလေသာအာသဝတွေကနေကင်းစိတ်သွားတယ်ကိလေသာတွေကနေလွတ်ကင်းသွားတယ်နိဝရဏတရားတွေကလွတ်ကင်းသွားတယ်ကိလေသာတွေကလွတ်ကင်းသွားတယ်အမှားအယွင်းစိတ်တွေကနေလွတ်ကင်းသွားတယ်တွေ့တာမှုတွေကလွတ်ကင်းသွားတယ်မုန်းတိမှုတွေကလွတ်ကင်းသွားတယ်ဝိဝေကဆိုတာလွတ်ကင်းသွားတာအဲ့တော့လွတ်ကင်းသွားတာကဝိပဿနာနဲ့လွတ်ကင်းတာရှိတယ်မဲ့နဲ့လွတ်ကင်းတာရှိတယ်ပေါ့ဝိပဿနာနဲ့လွတ်ကင်းတာတော့တည်ငါအားဖြင့်လွတ်ကင်းတာနော်တည်ငါအားဖြင့်လွတ်ကင်းတာအဲ့တော့ဝိဝေကရဲ့တရားကဒီကိလေသာတွေကနေလုံးဝလွတ်သွားတာရဲ့သင်္ခါရတရားတွေကလုံးဝလွတ်သွားတာသင်္ခါရတရားတွေကလုံးဝလွတ်သွားတယ်ဆိုတာနိဗ္ဗာန်ကိုပြောတာအဲ့တော့နိဗ္ဗာန်စိုက်ထိပြီးထိအောင်ဒီတတိကိုသွားရမယ်လို့ဆိုဂျာမရပ်မထားရနော်သင်္ခါရတရားတွေကနေလုံးဝလွတ်သွားဝိဝေကဆိုတာကင်းစိတ်သွားတယ်ခွဲကွာသွားတယ်မဆက်ဆက်တော့ဘူးနော်
သင်္ခါရတရားတွေလုံးဝမရှိတော့ဘူးသင်္ခါရတရားတွေကလွတ်ထွက်သွားတယ်ဆိုတာဝိဝေကလို့ခေါ်တယ်ကိလေသာတွေလုံးဝမရှိတော့ဘူးကိလေသာတွေကလွတ်ထွက်သွားတယ်ဆိုတာဝိဝေကလို့ခေါ်တယ်အဲ့ဒီနောက်ဆုံးမှာဝိပဿနာနဲ့ဖြစ်တဲ့ဝိဝေကတရင်ကဝိဝေကနော်တရင်ကဝိဝေကမဲ့နဲ့ဖြစ်ပေါ်လာတဲ့သမုဋ္ဌေကဝိဝေကတရင်ကဝိဝေကဆိုတာဆိုင်ရာအကြောင်းကလေးနဲ့ပယ်သွားတဲ့သဘောကိုပြောတာတခါတည်းပယ်တာမဟုတ်ဘူးဆိုင်ရာအကြောင်းလေးနဲ့တစားစီပယ်သွားတဲ့သဘောကိုတရင်ကဆိုတာတခဏကိုပြောတာမဟုတ်ဘူးနော်ဆိုင်ရာအကြောင်းလေးတွေနဲ့တစ်ခုစီတစားစီဖြုတ်သွားတဲ့အဓိပ္ပာယ်မျိုးဆိုလို့တယ်အဲ့ဒါဝိပဿနာကဖြုတ်နည်းကအဲ့ဒီနည်းနဲ့ဖြုတ်တာဘယ်လိုဖြုတ်တုံးဆိုရင်ကြည့်အနိစ္စလို့ရှုမြင်လိုက်တဲ့အသိဉာဏ်ဟာဘယ်သူ့ကိုဖြုတ်တုံးဆိုလို့ရှိရင်နေဆတင်ညာကိုဖြုတ်တာဒုက္ခတင်ညာကိုမဖြုတ်နိုင်သေးဘူးနော်အဲ့ဒုက္ခတင်ညာကိုမဖြုတ်နိုင်သေးဘူးဒုက္ခလို့ရှုမြင်တဲ့အခါကျမှဒုက္ခတင်ညာကိုဖြုတ်တယ်အနတ္တလို့ရှုမြင်တဲ့အခါကျမှအတ္တတင်ညာကိုဖြုတ်တယ်တစားစီဖြုတ်သွားတာဒီလိုဆိုလိုတယ်နော်သူအခိုက်တန်လေးတွေအနိစ္စလို့မြင်လိုက်တဲ့အခါမှာဘာပြုတ်သွားတော့နေဆတင်ညာပြုတ်သွားတယ်ဒုက္ခလို့မြင်လိုက်တဲ့အခါမှာဘာပြုတ်သွားတော့ဒုက္ခဆိုတဲ့အထင်ပြုတ်သွားတယ်အနတ္တလို့မြင်လိုက်တဲ့အခါမှာအတ္တဆိုတဲ့အထင်ပြုတ်သွားတယ်အဲ့ဒါလွတ်ထွက်သွားတာပဲပေါ့အဲ့ဒီလိုထိအောင်နောက်မက်ဆေ့ရောက်တဲ့အခါကျတော့သမုဋ္ဌေတာပြုတ်ထွက်ခြင်းဟာထာဝရပြုတ်ထွက်ခြင်းနောက်ထပ်ပြန်မဆက်နိုင်တဲ့ပြုတ်ထွက်ခြင်းပဲနောက်အကျွင့်မဲ့ပယ်ဖြတ်ခြင်းဆိုတဲ့ဒီသမုဋ္ဌေတာဝိဝေကအဲ့ဒီထိရောက်အောင်တတိတံဖို့စဉ်ကိုပွားပါလို့ဒီလိုဆိုလိုတာအဲ့ဒီထိအောင်ပွားမှခုနကဝိဇ္ဇာနဲ့ဝိမု ക്തി ဆိုတာရမှာဒီအဓိပ္ပာယ်ကိုပြောတာနော်ဝိဝေကနေတိတဝိဝေကစိုက်ထိသည်ထိအောင်ပွားတယ်စိုက်ထိသည်ထိအောင်ပါအဲ့ဒီဝိဝေကကိုနားလည်လို့ရှိရင်ဝိရာဂဆိုတာလေဝိဝေကရဲ့သဘောတစ်ခုကိုစကားအလှည့်ပြီးတော့သုံးတာဝိရာဂဆိုတာကင်းပြတ်သွားတယ်ကင်းပြတ်တယ်ဆိုတာသင်္ခါရတရားတွေကပြတ်ထွက်သွားတာတခဏအနေနဲ့ပြတ်သွားတာရှိတယ်ထာဝရပြတ်သွားတာရှိတယ်ထာဝရပြတ်သွားတာကြတော့နိဗ္ဗာန်ဆိုင်ရာအကြောင်းတရားတွေကြောင့်ပြတ်သွားတာကြတော့ဝိပဿနာအဲ့တော့နှစ်ခုစလုံးနဲ့နော်ဝိရာဂဖြစ်သွားအောင်ကင်းကွာသွားအောင်လုပ်ထားနိရောဓချုပ်ငိမ့်တယ်ဆိုတာလည်းပဲထို့တူပဲနှမျိုးပဲတရင်ကအားဖြင့်ချုပ်ငိမ့်တာရှိတယ်သမုဋ္ဌေတာအားဖြင့်ချုပ်ငိမ့်တာရှိတယ်ဒီလိုချုပ်ငိမ့်သွားတဲ့အနေအထားမျိုးရောက်တည်ထီအောင်ဆိုလိုတာကဘယ်မက်ကိုသွားဝိပဿနာအကြည့်ပဲသွားတာချွဲသောတာပတိမက်သွားရင်လည်းဝိပဿနာပဲသဂရဂါမိမက်ကလည်းဝိပဿနာသွားအနာဂါမိမက်အရဟတမက်ဝိပဿနာပဲသွားဝိပဿနာကတရင်ကမက်ကသမုဋ္ဌေတာဖိုးကြတော့မှပဋိပန္နတိမဲ့နဲ့ဖိုးကိုဒီနေရာမှာဝိဇ္ဇာနဲ့ဝိမု ക്തി လို့ဒီလိုသုံးထားတာအဲ့တော့ဘုဇင်9ပါးပွားများအထုတ်ရင်းကနေပြီးတော့အဲ့ဒီဘက်ကိုရောက်တာတတိတံဘုဇင်ကိုလည်းပဲဝိရာဂနေတိတာဝိဝေကနေတိတာဝိရာဂနေတိတာនិရောဓနေတိတာဖြစ်အောင်ပွားထို့တူပဲဓမ္မဝိဇ္ဇာတံဘုဇင်ဝိရိယတံဘုဇင်ပီတိတံဘုဇင်ပတ္တတိတံဘုဇင်တမာရိတံဘုဇင်ဥပေက္ခတံဘုဇင်ကျန်တဲ့ဘုဇင်9ပါးလည်းပဲဒီတိုင်းပဲဘယ်ထိအောင်ပွားရဝိဝေကရောက်တည်ထိအောင်ပွားရဝိရာဂရောက်တည်ထိအောင်ပွားရမယ်និရောဓရောက်တည်ထိအောင်ပွားရမယ်ဟောနောက်ဆုံးပြောလိုက်တဲ့စကားကြတော့မြတ်စွာဘုရားဝတ္တကပရိနာမေဝတ္တကဆိုတာစွန့်လွတ်ပြီးတော့ရင့်ကျက်သွားတစ်ဖက်ကလွတ်လိုက်တယ်ဒီမှာလည်းပဲလွတ်တာဆိုတာကနှစ်ခုပရိစ္ဆာကနဲ့ပက္ခန္တနာတစ်ခုကိုလွတ်ပြီးတစ်ခုတည်းဝင်သွားတာသူကနော်ဒါခြေလမ်းဆိုတာလေလူသွားတဲ့ခြေလမ်းလည်းကြည့်လိုက်လေဒီလေကားနဲ့တက်တယ်ဆိုလို့ရှိရင်တစ်ထစ်ကိုလွတ်လိုက်တာပဲမဟုတ်လားအပေါ်ထစ်ကိုလှမ်းတက်လိုက်ရင်အောက်ထစ်ကိုလွတ်တာပဲမဟုတ်လားခြေလမ်းလည်းဒုတိယခြေလမ်းလှမ်းလိုက်တာနဲ့ပထမခြေလမ်းကိုမလွတ်ဘူးလားလွတ်သွားတာပဲအဲ့ဒါလို့ဝတ္တကပရိနာမေပရိနာမဆိုတာတတိတွေကလည်းရင့်ကျက်လာတယ်ဓမ္မဝိဇ္ဇာဆိုတာတွေရင့်ကျက်လာတယ်ပီတိတွေဝိရိယတွေပီတိတွေပတ္တတိတွေသမာဓိတွေဥပေက္ခတွေရင့်ကျက်လာပြီးတော့နိဗ္ဗာန်ကိုပြေးဝင်နိုင်လောက်အောင်စွန့်ရည်တတိတွေပြည့်လာအောင်ဒီအနေထားမျိုးထိအောင်ပွားပါဒါကြတော့မှဆိုလိုတာကတော့ဒီဘုဇင်9ပါးဟာဘယ်အတိုင်းထာအထိပွားရမလဲဆို
မဲ့ဆိုင်သည့်အထိဖိုဆိုင်သည့်အထိပွားလို့ဒီလိုပြောတာနော်အချင်းချုပ်ပြောရမယ်ဆိုရင်တော့ဝိပဿနာကျင့်စဉ်နေမဟုတ်ဘူးဝိပဿနာကနေပြီးတော့မဲ့ရသည့်အထိအောင်ပွားပါလို့မြတ်စွာဘုရားဒီလိုဟောလို့ရင်ဖြစ်တယ်အေးဒါကြောင့်မို့လို့ဘုဇင်9ပါးကိုပွားလိုက်တာနဲ့ဝိဇ္ဇာဆိုတဲ့ message မဉဏ်ကိုရတယ်နောက်တစ်ခါဝိမု ക്തി ဆိုတဲ့ဖို့ကိုလည်းရတယ်နောက်ဆုံးမှာဒါဘုရားမြတ်စွာရဲ့သာသနာတန်တရားဝတ်ကလွတ်မြောက်ကြောင်းကျင့်စဉ်တစ်ခုဒီလိုနဲ့ပြည့်ပြည့်စုံသွားတယ်လို့ဆိုအဲ့တော့အာနာပါနသတိအခြေခံပြီးတော့အခုလိုသွားတာကျင့်စဉ်နည်းကိုခုဒီအာနာပါနသတိတုတ်မှာမြတ်စွာဘုရားပြည့်ပြည့်စုံအောင်ဟောပြထားတာဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟောကြားတော်မူခဲ့တဲ့ဒီအာနာပါနသတိတုတ်မှာပြည့်ပြည့်စုံစုံအာနာပါနအခြေခံပြီးတော့16မျိုးနဲ့ဒီဝိပဿနာမဲ့ဖို့စိုက်ထေးသည်ထီအောင်ပွားများနည်းကိုဟောပြီးတော့ဒီတတိပဋ္ဌာန်တရား၄ပါးနဲ့ဆက်ဆက်ပြပြီးတဲ့အခါတတိပဋ္ဌာန်တရား၄ပါးကိုပွားများခြင်းဖြင့်ဘုဇင်9ပါးလည်းပွားများပြီးသားဖြစ်တယ်ဘုဇင်9ပါးပွားများခြင်းအပြင်ဝိဇ္ဇာဝိမု ക്തി ဆိုတဲ့မက်တေဖို့တွေကိုလည်းရရှိနိုင်တယ်လို့ဟောကြားတော်မူခဲ့တာအာနာပါနသတိတုတ်မှာဒီအဆင့်ထိအောင်ဟောကြားခဲ့တာဖြစ်ပါတယ်မြတ်စွာဘုရားဟောကြားတဲ့တရားကိုကြားနာလိုက်ရတဲ့ယဟန်တော်တွေနော်ဘယ်နေရာမှာဟောနေတာတော့ပြန်စဉ်းစားကြည့်ဘယ်နေ့မှာဟောနေတာတော့ဆိုဝိသခာရဲ့မိဂရမတုပြတ်တအနိနာမှာရှိတဲ့ကွင်းပြင်ထဲမှာမြတ်စွာဘုရားညလတာထဲမှာထိုင်ပြီးတော့တစောင်းဘုံလာပြီးနေ့ညကြီးမှာဟောနေတာနော်တစောင်းဘုံလာပြီးနေ့မှာဟောတာဒီတရားလည်းပြီးဆုံးသွားရောယဟန်တော်တွေဟာဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့သူတို့ကျင့်နေစေပုဂ္ဂိုလ်တွေဟာလည်းတရားသာတက်ကြတယ်ယဟန္တာပုဂ္ဂိုလ်တွေလည်းပဲဒိဋ္ဌဓမ္မဒုက္ခဝိဟာရပိတိသောမနတာတွေဖြစ်ကြတယ်သောတာပန်သဂရဂံတို့လည်းအဆင့်နေမြတ်လို့အနာဂံပုဂ္ဂိုလ်တွေလည်းသူတို့ရဲ့ဝိပဿနာအဆင့်မြင့်ကျင့်ကြံကြိုးကိုအထုတ်ခြင်းဖြစ်နောက်ဆုံးမှာကိလေသာအာသဝကင်းစင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်သွားကြတယ်လို့ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟောကြားတော်မူခဲ့တဲ့ဒီကျင့်စဉ်ကိုဖော်ပြတဲ့အာနာပါနသတိတုတ်အနှစ်ချုပ်ကိုကြားနာကြရသဖြင့်တို့တွေဟာလည်းမိမိတို့ရဲ့နေ့စဉ်ဘဝမှာ24နာရီလုံးလုံးအသက်ရှူသွင်းရှူထုတ်လုပ်နေပါရဲ့တန်းနဲ့နော်အမိုက်ပုံတွေကရွှေစရွှေနာမရလိုက်ဖ ೇನೆ ဒီတိုင်းပဲကုံသွားမယ်ဆိုအမိုက်ထဲကနေပြီးတော့အမျက်မထုတ်နိုင်ဘူးထွက်လေဝင်လေတဲကနေပြီးတော့အမျက်ထုတ်တဲ့ပုံကိုယ်တွေကတန်တရားလွတ်သွားကြတို့တွေဟာထွက်လေဝင်လေလေးနဲ့ပဲအဆုံးသတ်ပြီးနောက်ဆုံးတစ်ချိန်ရောက်တဲ့အခါကျတော့ဒီထက်လေဝင်လေလေးတွေရပ်သွားလို့ခန္ဓာကိုယ်ကြီးတင်းကြွယ်လိုက်သည့်အထိဘာတစ်ခုမှအမျက်မရလိုက်ဘူးမဖြစ်စေရအောင်ထွက်လေဝင်လေလေးပေါ်မှာတတိတရားကြီးစွာထားပြီးတော့အမျက်ရအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဘုံလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာတဟုရောင်ပြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရသည်မြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွဲ၌
ဒုက္ခပင်အထာစင်ထာဝရအေမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခဒီဟုသောကုဗုဒ္ဓရာဂျာပန်တို့သည်ဖုံးလန်းတဝန္တာရွှေမြူဝမုံလူလျက်ကြည်တူဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခရကလေအောင်လေးတဲ့ရောရှက်သင်ပြပီတိဒီဟုသောယနန်တို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း